ဒီနေ့ရင်ကောင်လေးတွေစိုက်ပြပါခင်ဗျရင်ကောင်လေးတွေကရမ်းချစ်စရာကောင်းပြီးတော့ဗောနော်စိုက်ကြလို့ရှိရင်အကျန်းခံပါတယ်ခင်ဗျကဲစိုက်ပုံစိုက်နည်းလေးကိုကျွန်တော်ပြပြပေးတော့မှာဖြစ်ပါတယ်ဘာမှတော့မခဲ့ဘူးဗောနော်ပြများလေးမှာပေါက်ဖောက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကတော့နိုင်လုံကြွေးပိုင်းမသုံးဘူးဗောနော်သုံးနိုင်လားဗောရှာမွေကျွန်တော်နဲ့ plastic ကြိုးလေးနဲ့ပဲစစ်တဲ့ budget လုပ်ရတယ်ဗောနော်โอเคသူကကျတော့ဘယ်လိုပြောမလဲရင်ကောင်ဒန်စီမဖြစ်ကျန်တဲ့ဒန်စီမဖြစ်ဖြစ်လေသူကအမြင့်ကလေးဒန်စီမျိုးတွေရဲ့အမြင့်ကတူတယ်ပြီးတော့ရေအစိုးရမထိန်တေးပြီးတော့တူရပါတော့ပြီးလို့ရှိရင်ရေစိုးရတိတ်မထိန်ပေးနိုင်ဘူးအဲ့တော့ရင်ငတ်တယ်လည်းမခံနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကမဆိုးမချောက်ရေအစိုးရလည်းအရင်မများအောင်တခြားထိန်သိမ်းရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကရေအစိုးရလည်းရှိအောင်ရေလက်တိုင်းမိုးအောင်ဆိုပြီးတော့မှရေငင်းနဲ့စိုက်မယ်စိုက်တဲ့ခါလဲရေကြီးနည်းနည်းလေးပဲသုံးမယ်ပေါ့နော်ခပ်ပါပါပဲသုံးမယ်ပြီးလို့ရှိရင်အကျိုးနဲ့ချီတဲ့ခါကျလို့ရှိရင်လည်းကျွန်တော်ကဖွားဖွားလေးပဲချီမယ်ပေါ့စစ်စစ်ကြီးလို့ရှိရင်ပိုစစ်လေးသူကရေအစွတ်ပိုထိန်းသွားလို့ဖြစ်သွားတယ်အဲ့တော့ကျွန်တော်ကခပ်ဖွားဖွားလေးပဲချီထားမယ်သူကနဲ့တူတဘာသူကနဲ့တူတဘာဝလေးအောင်အမြင့်ကဒီတစ်ပြားမှာပေါ့နော်တတားပြားမှာသွားကတ်တာမှာပေါ့အဲ့လိုမျိုးဖြစ်အောင်ကျွန်တော်ကဖန်တီးမှာဖြစ်ပါတယ်ခင်ဗျာဘာမှမခက်ပါဘူးနော်ချိတ်လို့ရအောင်ဆိုပြီးတော့မှလိပ်ပြာထောက်တိုင်မှာပါတဲ့တန်ချောင်းလေးကိုကွေးပြီးတော့ချိတ်လိုက်တယ်ပေါ့နော်ဆိုရင်ချိတ်လို့လည်းရပြီဗျာဘာမှမခက်ဘူးပေါ့နော်လုပ်ကြည့်ပါဗျရင်ကောင်လေးရတယ်မစိုက်လို့ရှင်ပို့ပြီးစင်ပြေးကတ်ထားပြီဆိုတော့ကျွန်တော်တို့အပင်အားစေးနဲ့အမြင့်စေးကိုကြည့်အောင်ဖြော်ထားရပေါ့နော်ဖြန်းပြီးမှဖြစ်ပါတယ်โอเคဒီကလေးစပရေးဘူးလေးရတာစပရေးဘူးလေးကမိုက်တယ်ပေါ့နော်ဟိုနန်တပိုင်းစိုက်တဲ့လူအိမ်မှာစိုက်တဲ့လူတွေတော့အဆင်ပြေပါတယ်ဗျအပေများလူတွေကတော့ရေပန်းနဲ့ဖြန်းပေါ့နော်မောလက်မောင်းညောင်းသွားလိမ့်မယ်လက်တွေညောင်းသွားလိမ့်မယ်နော်စပရေးဘူးလေးနဲ့နော်ဆက်လေးဖြန်းโอเคပါလောက်ဆိုရင်တော့ကျွတ်လေးကလောက်ဒီနေ့ကတော့လောက်ပဲပေါ့နော်โอเคတန်ပွင့်လာလို့ရှင်ထပ်ကြောက်ရမယ်ပါတယ်ခင်ဗျ